မေကွန်းတစ်ကနောင်မင်းသားကြီးသည်မင်းတော်မင်းဤကွက်လက်ဖြစ်သည်မြည်တော်မေကွန်းနှစ်ကနောင်မင်းသားသည်ဘသူလက်ချက်နှင့်တည်ဆုံးခဲ့ရသည်လဲမြင်းကွန်းမြင်းခုံတိုင်မေကွန်းသုံးတီဘောမင်းဖမ်းဆီးခေါ်ဆောင်သွားခံရသည့်နိုင်ငံမှာအဘယ်နည်းအိန္ဒိယနိုင်ငံမေကွန်းလေးတီဘောမင်းဤမိဖုရားခေါင်ကြီးအမည်မှာမည်သူနည်းစုဖျားလက်မေကွန်းငါမြန်မာဘရင်နောက်ဆုံးမင်းဆက်ကဘယ်သူလဲတီဘောမင်းမေကွန်း6ကနောင်မင်းသားကြီးဦးစီးလုပ်ကိုင်ခဲ့တာဘာလုပ်ငန်းလဲလက်နက်စက်ယုံမေကွန်း9တီဘောမင်းဤငယ်နယ်မြေမှာမည်သူနည်းမောင်ရီဇက်မေကွန်း8မင်းတို့မင်းထုတ်တဲ့ဂျင်ကားကားပါရုပ်လဲထောင်းမေကွန်း9ကနောင်မင်းသားကြီးရဲ့ယာထူးကားပါလဲအိမ်ရှိဆန်မေကွန်း10ကုန်းမောင်ဖြစ်သည်ဘယ်နှခုနှစ်မှာပြတ်တယ်လဲ1885မေကွန်း17တီဘောမင်းဘယ်မျိုးမှာနိုင်ရွာဆန်ခဲ့တယ်လဲယေဒနာဂီရိမေကွန်း12တီဘောမင်းနဲ့စစ်ဖြစ်တော့အင်္ဂလိပ်ဘုရင်မကြီးကဘယ်သူလဲဝီတိုရီယာဘုရင်မကြီး